အမရန်ချုံငွေဝံဂါထာတော်လာဘီနိုင်ဩတ္တမောထေရောစီဝေလီဣတိပိစုဂတောသောရဟောပัจจယာဒီနံဧတေနဆိုင်ကြဝိဂျေနစဒါစွိတိကရောတုမေဤဂါထာကိုနေ့ကျနေ့တွင်နိုင်နာကြောကငါးပါးသီလခံယူပြီးနေ့ကျခြေခေါက်မွေးနေ့မှကြာပြီကေအဓိထိုင်ဖရခြေရဖွိုက်ပွားရပါမေဂါထာတော်ကိုခြေခေါက်ဖွိုက်ချူပြီးတဲ့အနာကိုလေသောအတိတ်ပေစီစီနာဖွိုက်ချူပါကပိုရိုကောင်းပါလေအနာအတိတ်ပေကလိုက်လာပါပေါ်များသောအရာတို့၌သုတကာဒေါထဘောကိတော်မူသောပုဂ္ဂိုလ်သည်အရှံသီဝေလိတော်မေတော်မူပါသည်ပัจเจလေးပါး၌လည်းပြည့်စုံတော်မူပါပေသည်ဤအပူကြောကိုလည်းခံယူတော်မူထွက်ပါပေသည်ရိုင်းအပေါင်းကိုလည်းဖေရှားအောင်ရန်တော်မူပေသည်ထိုအရှံအားရှိခိုးပါသည်ထိုသို့ရှိခိုးခရံဖရံတပေတော်အားရဟန္တာအရှံမိုက်ကရိသည်လိုက်လာပါပေါ်ကွယ်ဝအောင်ကိုငီမစုများနတွဲချုံခွန်ရအောင်မင်္ဂလာသဒံကောင်းများကတိရအောင်အပူကြခိုင်ရအောင်လှူနိုင်တန်းနိုင်သောသုံမျိုးဖရအောင်မှိုင်းမကြောင်းလျှောက်ပါကျတည်းစေခါယုံကြည်မော့ရှိထားကချောင်ရအဓိထိုင်ပြုတ်ပါအမရာမောရာဘရီဤခေရကဝံငွေကောင်း၍လိုက်ပွားသောငွေအမရဝံသောသူဖရဲ၍ဤခေမောရပါမေအောင်မရကရပါကြီး